အားလုံးမင်္ဂလာပါခင်ဗျကျွန်တော်အခု unboxing နဲ့ review လုပ်ပေးမှာကတော့ US Master Polo Clutch ပဲเนาะဒီဟာလေးကကျွန်တော်ခဲအောင်လေးပထမတစ်ခေါက်တော့ကျွန်တော် review လုပ်ပေးပြီးသွားပြီအခုကျွန်တော် customer တယောက်မှားတာကဒိုင်းအနက်ရောင်လေးရတယ်ပစ္စည်းရောက်ပါပြီဒီရောက်ပြီဆိုတော့ကျွန်တော်ပြပေးချင်တယ်ဟေးရောက်ပါပြီခင်ဗျာဝေါနဲ့ရောင်လေးကပိုတော့လှနေတယ်ခဲရောင်လေးတွေဒီပါတော်လေးပါဒီပိုလိုရဲ့ကျွန်တော်ပြောနေကြအတိုင်းပါပဲ Urani ကတ်တွေ menu စောက်တွေမပါဘူးအလုပ်ရှုပ်တက်တာတယ်တော်တော်လေးကိုကျွန်တော်တို့ဒီ scan လေးပါတော့ဒီကတ်ပြားလေးတင်ထားလိုက်ရတယ်ကျွန်တော်သူ့မှာသူ scan me ဆိုတာလေးရေးထားတယ်ဒါဆိုလို့ရှိရင်ကျွန်တော် original official website မှာသူ့ရဲ့ model number နဲ့သူ့ရဲ့ warranty ကြည့်လို့ရတယ်သူ့ရဲ့ menu ရဲ့ detail တွေလည်းကျွန်တော် official website မှာဝင်ကြည့်လို့ရတယ်ပေါ့နော်ဒီကောင်လေးကတော်လေးကိုစတီးသားတော်တော်လေးပြောင်းလက်ပြီးတော့တော်တော်လှစတီးတော့ဒီမှာရောင်ပြေးလေးပေါ့နော်ကျွန်တော်ပြပြီကျွန်တော်ဘူးမပြပေးတော့ပါဘူးပကင်ခွာနေရမှာဆိုလို့ရင်းနေပဲပြပေးလိုက်တော့ဒီကောင်ကဒိုင်ကကျွန်တော်တို့မှာ2ကွက်3ကွက်ပါတယ်နော်သူ့ဒိုင်ကကျွန်တော်တို့ဒေးဒိတ်ပေါ့အောက်ကကျွန်တော်တို့ဘောကဒေးအောက်ကဒိတ်ပေါ့ဒေးဒိတ်ပါဒေးဒိတ်ဒိုင်ကတစ်ခုတည်းမှာဒေးဒိတ်2ခုလုံးကြည့်လို့ရပါတော့ဒိုင်ကတစ်ခုတော့ဒေးဒိတ်ကိုမှသူကဒီဇိုင်းအစမ်းလေးနဲ့တက်တန်လေးနဲ့လုပ်ထားတာတော့ stainless steel ပါလုံးဝ stainless steel ကိုမှဒီကောင်ကတော်တော်လေး weight ပါတယ်ဗျတော်တော်လေး weight တယ်လက်ထဲမှာဝတ်ထားမှာဆိုတော်တော်လေးမှဖြစ်တယ် weight နည်းနည်း cc လေးရှိတယ်ဗောနော်ဒါက US Polo set origin တစ်စိတ်လေးပါတယ်ဒါကောင်ကျွန်တော်ကျိုးအနေထားကြည့်ရတယ်ပေါင်250လောက်က easy အသာလေးဝတ်လို့ရတယ်ဒီဇိုင်းကတော်တော်လေးကိုစမ်းတယ်တော်တော်လေးကိုစမ်းတယ်ဆိုတာကကျွန်တော်ဘောစတီးကိုကျွန်တော် train ထားတာလေးကတော်တော်လေးအယောင်လေးတော်တော်လိုက်ဒိုင်အနက်လေးဆိုတော့ပူတော့ပေါ်သေးတယ်ဒိုင်အနက်ကျွန်တော်ကဒိုင်နဲ့အများကြီးရှိတယ်ဗောနော်ဒီကောင်ဒိုင်ကွက်ကအများကြီးရှိတယ်ဒါလေးတော့ဒိုင်အနက်ပါဒိုင်နဲ့စီးကျိုးရတယ်တော့အထူပဲစတီးတာအထူပဲဝိတ်ကအလေးကြီးပဲကျွန်တော်တို့ဒီကောင်ကရေခုနကတော့ရေဆိုတာလောက်ကစိတ်ပူကြမလို့ရေအနက်မီတာ50လောက်ထိရေစိန်လို့ရတယ်နော်ဒီကောင်အခုမင်းနေကြရှိတယ်ဒီကောင် brand ပေါ့ဒီကောင် US Polo ဆိုတာကျွန်တော် USA brand မှာဒါပေမဲ့သူအထက်ကဆက်ကတော့ကျွန်တော်ဂျပန်ဆက်ပါဂျပန် movement ဆက်ပါအဲ့ဆက်ကတော့ဂျပန်ဆက်ပါဂျပန် movement ပါသူရဲ့ original brand ကတော့ US brand မှာကျွန်တော်လက်ရှိဒါထိုင်းနိုင်ငံမှာအယောင်းအဆုံးလို့ပြောလို့ရတဲ့ brand တွေမှာပါတယ်ဘယ်လိုပြောမလဲ customer တွေကဈေးအရင်ကြီးမများဘူးပေးရတဲ့ဈေးနဲ့ရတဲ့ quality နဲ့တော်တော်လေးတန်တဲ့ထဲမှာဒီကောင်ပါဒီ brand လက်ရှိထိုင်းနိုင်ငံမှာပေါ့လက်ရှိထိုင်းနိုင်ငံမှာပေါက်နေတဲ့ brand တွေမှာဒီကောင်ပါပေးရတဲ့ဈေးကအရင်အများကြီးမပေးရဘူးဒါပေမဲ့ရတဲ့ quality ကပေးရတဲ့ဈေးနဲ့လုံးဝကိုတန်တဲ့ထဲမှာဒီကောင်ပါတယ်ဒီကောင်လေးကကျွန်တော်တို့မှာမယ်ဆိုလို့ရှိရင်3သိန်း1000နဲ့ရပါတယ်3သိန်း1000နဲ့အခုရပါသေးတယ်နောက်ပြီးတော့ကျွန်တော်တို့ပစ္စည်းမှာမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ခင်ဗျာဗီဒီယိုတိုင်းမှာထည့်ပြပါတယ်ဗီဒီယိုအခုမှဗီဒီယိုကြည့်ကျွန်တော်ဒီမှာနေကြလူကြီးမင်းတွေဆိုတည်ဒါပေမဲ့ကျွန်တော်ဒီဗီဒီယိုပဲကြည့်မိတဲ့လူကြီးမင်းဆိုလို့ရှိရင်ကျွန်တော်ကပြောနေတာဒီကောင်ကျွန်တော်ဒီမှာမယ်ဆိုလို့ရှိရင်20% deposit အရင်ဆုံးကြိုပေးရပါတယ် 80% အရောက်ငွေချေရပါတယ်ခင်ဗျာမှားခြင်းမယ်ဆိုရင်ကြာချိန်ကတော့2ပတ်ကနေ3ပတ်အတွင်းမှာထိုင်းနိုင်ငံအတွင်းဆိုလို့ရှိရင်ကျွန်တော်ဘန်ကောက်မြို့အတွင်းဆိုလို့ရှိရင်20% deposit နဲ့ကျွန်တော်ပို့ပေးပါတယ်တခြားနိုင်ငံတွေတခြားဘန်ကောက်ထိုင်းနိုင်ငံတခြားမြို့တွေဆိုလို့ရှိရင်တော့ကျွန်တော်ငွေကြိုပြီးတော့အပြည့်လွှဲပေးရပါတယ်လူကြီးဆိုလည်းငွေကြိုပြီးအပြည့်လွှဲပြီးလို့ရှိရင်မြန်မာနိုင်ငံကလည်းကြိုလွှဲပေးဖြစ်ထိုင်းနိုင်ငံကကြိုလွှဲပေးကိုကကျွန်တော်လုံးဝမယူပါဘူး delivery free ပါငွေကြိုလွှဲပေးတဲ့လူကြီးမင်းတွေသိပါတယ် delivery ကကျွန်တော်လုံးဝ charge မလုပ်ထားပါဘူးနော်ကျွန်တော်ကိုအခုနောက်ပိုင်းက delivery လုံးဝ free ကိုကျွန်တော်လုံးဝလုပ်ပေးလိုက်တဲ့အပေါ်မှာကျွန်တော်ငွေကြိုလွှဲတာတွေပုံများလာတယ်ငွေကြိုလွှဲပြီးဝယ်ပါသူတို့ delivery ကကျွန်တော်ထင်တယ်ဟို8000နဲ့1000လောက်ကလုံးဝတက်တာပါထိုင်းနိုင်ငံဆိုလို့ရှိရင်တော့ delivery ကကျွန်တော်တို့ဘန်ကောက်မြို့တွေဆိုလို့ရှိရင်သူတို့နေရာဆိုလို့ရှိရင်တော့ delivery ကဘတ်3-400ရှိတယ်တခြားမြို့နယ်တွေဆိုလို့ရှိရင်တော့အနေနဲ့ဘတ်80-80ရှိတယ်ကျွန်တော်ငွေကြိုလွှဲပေးတဲ့အတွက်အဲ့ charges လုံးဝစိတ်ပူကြမလို့တက်တာပါပဲနော်ကျွန်တော်ဒါလေးအခုကျွန်တော်ပြပေးတာနောက်တစ်ခေါက်လောက်ထပ်ပြပေး
နောက်ပြီးတော့ကျွန်တော်ဒီကောင်ဒိုင်လေးလည်းကျွန်တော်တိုင်းပြပေးခြင်းဒိုင်လေးကကျွန်တော်တို့ဒီကောင်တော်သီးအပါဆိုလို့ရှိရင်ဒီကောင်ကတော်သီးပါဆိုလို့ရှိရင်ဒိုင်45ပေါ့နော်ကျွန်တော်တို့ဒီပေါင်မဲဆိုလို့ရှိရင်တော့40ပေါင်မဲဆိုတော့40တော်သီးအပါဆိုလို့ရှိရင်တော့45ဒါကပြောလို့ရှိရင်တာမန်အမျိုးသားတယောက်ဝတ်တဲ့ site ပေါ့နော် standard site လို့တော့ပြောလို့ရတယ်သူရဲ့အထူလေးလည်းကျွန်တော်တိုင်းပြတယ်ထူက30ပါ30 mm ထူက30 mm ပါအရန်အထူကြီးလည်းမဟုတ်ဘူးနော်အရန်အပါကြီးလည်းမဟုတ်ပြောလို့ရှိရင် standard size ပဲဒီကောင် standard size ပဲတော်ဒီအပါဆိုလို့ရှိရင်45တော်ဒီမပါဆိုလို့ရှိရင်40အထူကကျွန်တော်တို့30 cm ပါခင်ဗျနောက်တော့ကျွန်တော်မှာနေမှာလို့ရှိရင်ကျွန်တော်လက်ဆောင်ထည့်ပေးပါတယ်တရားပဲမှာပါပါကျွန်တော်ဒါမျိုးတော်ချိတ်ပဲဖြစ်ဖြစ်တော်ချိတ်ရဲဒါမျိုးအိတ်ကပေါ့ကျွန်တော်ခုကျွန်တော်အများလက်ဆောင်ထည့်ပေးပါခင်ဗျနောက်ထပ်ကျွန်တော်အမခံချက်ကျွန်တော်ပြောဖို့မေ့နေတာဒီကောင်ကကျွန်တော်ဒီမှာ2 year warranty ပါပါတယ်စက်ပိုင်းဆိုင်ရာ2 year warranty အပြည့်ပါပါတယ်ကျွန်တော်ဆက်နဲ့ပတ်သက်လို့တစ်ခုဖြစ်လို့ရှိရင်ကျွန်တော်ပြောလို့ရပါတယ်ခင်ဗျာနောက်ထပ်ကျွန်တော်အမခံချက်ပြီးနေတယ်ဆိုတော့ပစ္စည်းအကယ်လို့တော့ပို့လို့ရှိရင်ကျွန်တော်ပစ္စည်းတွေကကျွန်တော် delivery တွေကျွန်တော်ပြောပြီးသားကျွန်တော်ပစ္စည်းတွေကဖောက်ခွင့်ရှိတယ်ဖောက်စစ်ဆေးခွင့်ရှိတယ်ပစ္စည်းရောက်လာတယ်ဖောက်ပြီးတော့စစ်ဆေးလိုက်ဒါပေမဲ့ကိုမာတဲ့ပစ္စည်းမဟုတ်ဘူးဆိုလို့ရှိရင်ပြန်ပေးလိုက်လို့ရတယ်ပေါ့နော်ကိုမာတဲ့ model ကိုမာတဲ့ပစ္စည်းကိုမာတဲ့တစိမ့်မဟုတ်ဘူးဆိုလို့ရှိရင်ပြန်ပေးလို့ရတယ်အဲ့တော့ကျွန်တော်ကဟိုပစ္စည်းမှားမှာလည်းစိတ်ပူစရာအကြောင်းမရှိဘူးပစ္စည်းလွဲမှာလည်းစိတ်ပူစရာအကြောင်းမရှိဘူးပေါ့နော်အဲ့ဒါလေးကျွန်တော်ပြောပြတာပါကျေးဇူးတင်ပါတယ်ကျွန်တော်ခင်ဗျကိုပြောပါဘိုင်